ဒီနေ့ဗီဒီယိုလေးမှာအခုလက်ရှိဒီမေးခွန်းတွေထုတ်နေကြပါတော့ internet တွေ online တွေပေါ်မှာ pencil လိုကနေပြီးတော့ဥက္ကမျက်မှောက်တရားစွဲလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီကျွန်တော် online မှာတွေ့ရတာတွေပေါ့နော်လူတွေတင်နေတဲ့ဟာတွေဥက္ကမျက်မှောက်ထောင်ချနိုင်တယ်ထောင်ချလို့ရှိရင်ထောင်ထဲမှာချခံရမယ်အဲ့လိုမျိုးပေါ့ပြောပြချင်တာကတော့ဒီ American မှာရှိတဲ့ဒီ criminal case ပေါ့နော်အခုအထူးသဖြင့်ဒီ case ပေါ့နော် pencil လိုကနေပြီးတော့ဥက္ကမျက်မှောက်တရားစွဲတဲ့အကြောင်းပေါ့နော်ပထမဆုံးတစ်ချက်အနေနဲ့ပန်ဆယ်လိုကဥက္ကမျက်မှောက်တရားဆွဲတာဥက္ကမျက်မှောက်ထောင်ချနိုင်သလားဒုတိယတစ်ချက်ကတကယ်လို့ထောင်ချခဲ့ရင်ရောသူတကယ်ထောင်ထဲမှာချခံရမှာလားနောက်တစ်ချက်ကတော့ကျွန်တော်အမြင်နဲ့ဒီဥက္ကမျက်မှောက်နဲ့ဒီပန်ဆယ်လိုကိုကျွန်တော်ဘယ်လိုမြင်လဲဘယ်လိုသုံးသပ်လဲဆိုတဲ့ဟာကိုကျွန်တော်ဒီဗီဒီယိုလေးမှာဆွေးနွေးတော့မှာဖြစ်ပါတယ်ခင်ဗျပထမဆုံးအနေနဲ့ဒီပန်ဆယ်လိုကနေပြီးတော့ဥက္ကမျက်မှောက်တရားဆွဲထားတဲ့အထဲမှာပန်ဆယ်လိုအကောင့်မှာလည်းကျွန်တော်တွေ့တယ်ပေါ့နော်သူတင်ထားတယ်သူတရားဆွဲထားတယ်ဆိုတဲ့စာရွက်ပေါ့နော်ဒါပေမဲ့သူကစာရွက်စာတမ်းအပြည့်စုံမဖော်ပြထားဘူးဗျစာရွက်စာတမ်းဒီအပေါ်ပိုင်းနဲ့ဒုတိယစာမျက်နှာနံပါတ် page 30ကိုရောက်သွားပြီအပေါ်ပိုင်းစာမျက်နှာမှာပထမဆုံးသူဖော်ပြထားတာထဲမှာတော့သူအောက်မှာနည်းနည်းဖြတ်ထားတာရှိတယ်သူအတိအကျအကုန်လုံးကိုဒီဖော်ပြမထားဘူးပေါ့နော်ဆိုတော့ဒီ page နှစ်ခုပဲရှိရဆိုတော့သူကဘလို့တရားဆွဲတယ်ဘလို့မျိုးကိုရေးကိုတာတွေပြောတာတွေ depression ဝင်နေစိတ်အဲ့လိုမျိုးတစ်ခုခုအကြောင်းပြရတယ်လေနော်တရားဆွဲမယ်ဆိုလို့ရှိရင်အကြောင်းပြဥက္ကမင်းမဒီလိုငါမိသားစုကိုပြောတယ်ငါ့ကိုပြောတယ်လူဒီ social media မှာငါအရှက်ရတယ်အားကြောင့်ငါ depression ဝင်တယ်ငါစိတ်သက်ကြတယ်ပေါ့နော်အဲ့လိုမျိုးတစ်ခုခုပြရတယ်ဗျပြမှတရားဆွဲလို့ရတာတကယ်လို့အဲ့လိုတစ်ခုမှဘာမှမဖြစ်ဘဲနဲ့အဲ့လိုမျိုးဆိုရင်တော့ဒီတရားဆွဲလို့မရဘူးသူအကြောင်းပြချက်တစ်ခုရှိရတယ်ငါ तू အဲ့လိုပြောလိုက်တဲ့အပေါ်မှာငါရဲ့မိသားစုကအရှက်ရတယ်ငါရဲ့သမီးလေးကအရှက်ရတယ်အဲ့ဒါကြောင့်မလို့ငါသူ့ကိုတရားဆွဲပါတယ်ဒီ representation ဆိုတဲ့ဒီဂုဏ်သိက္ခာကြာဆင်းစေတယ်ပေါ့နော်အဲ့လိုမျိုးအကြောင်းပြချက်ရှိမှဒါတရားဆွဲလို့ရတာပေါ့နော်ဆိုတော့ तू ကအခုတရားဆွဲတဲ့ page ကိုတော့တင်ထားတယ်ဒါပေမဲ့ပထမ तू တင်ထားတဲ့ page ကလည်းအပြည့်အစုံမပါဘူးအောက်ကတစ်ခွက်ဖြတ်ထားတယ်ဒုတိယ page ကလည်း number 10ကိုရောက်သွားတယ်ဥပမာဟိုအောက်ဆုံးမှာကြည့်လိုက်မယ်ဆိုတန်းဆိုပြီးတော့ရေးထားတာpage number 10ကိုပြောတာပါခင်ဗျဆိုတော့ဒီနှစ်ခုမှာ तू ကတရားဆွဲတာတော့ဟုတ်ပါပြီဒါပေမဲ့ तू ကဘလို့ခံစားလို့ဘလို့ပုံစံမျိုးနဲ့ဥက္ကမင်းမှာဘလို့တင်လို့ဘလို့ပုံစံမျိုးနဲ့ဆိုတဲ့ဟာတွေအချက်လက်တွေအများကြီးပျောက်နေတယ်ဆိုတော့အတိအကျတော့ကျွန်တော်မသိရဘူးပေါ့နော်ဒါပေမဲ့ तू ကတင်ထားတာအပြည့်စုံတင်ထားတာမဟုတ်တဲ့အတွက်အပေါ်မှာကျွန်တော်အတိအကျမသိရဘူးဒါပေမဲ့ကျွန်တော်ဒီ American မှာရှိတဲ့ဒီ online cyber bullying ပေါ့နော် online မှာအနိုင်ကျင့်တာတို့အဲ့လိုမျိုးလူတယောက်ရဲ့ reputation ဒီဂုဏ်သိက္ခာကိုဒီကျဆင်းစေအောင်ပေါ့နော် online မှာ sharing လုပ်တာတို့ပြောတာတို့ဆိုလို့ရှိရင် American ရဲ့ဥပဒေကိုကျွန်တော်နည်းနည်းပြောချင်ပါတယ်ခင်ဗျ American မှာဒီ amendment 28ခုရှိရပါတော့ amendment ဆိုတာပြောမယ်ဆိုရင်တော့အခြေခံဥပဒေလို့ပြောလို့ရပါတော့ freedom of speech ဆိုတာ number 1အချက်ဆိုတာလွတ်လပ်စွာပြောပိုင်ခွင့်ရှိတယ်လူတယောက်ကလွတ်လပ်စွာပြောပိုင်ခွင့်ရှိတယ်တကယ်လို့ကျွန်တော်ကမှန်နေတယ်ပေါ့နော်ဥပမာဆိုတာပြကျွန်တော်ကရဲနဲ့တွေ့တယ်ရဲနဲ့တွေ့ရင်ကျွန်တော်ရဲကိုဆဲလို့ရတယ်ကြိုက်တဲ့လောက်ဆဲလို့ရတယ်ကြိုက်တယ်လို့ပြောလို့ရတယ်ရဲကိုဆဲတာပေါ့နော် cousin လောက်တာပေါ့နော်ဆဲတာဘာဖြစ်လဲ motherfucker ဘာညာဆဲလို့ရတယ်ဒါကျွန်တော်ရဲ့ပြောပိုင်ခွင့်ကျွန်တော်ဆဲလို့ရတယ်ဒါမဲ့သူ့ကိုထိလက်ရောက်သွားလို့မရဘူးဆဲလို့ရတယ်ဒါ freedom of speech ပေါ့နော်နောက်တစ်ခုကကျွန်တော်ရဲ့သမ္မတကိုလည်းကျွန်တော်ပြောလို့ရတယ်စားကျင်လို့စားနောက်လို့ရတယ်ကျွန်တော်မြန်မာပြည်မှာဆိုလို့ရှိရင်ဗျမင်းအောင်လိုင်းရဲ့မိန်းမတခေါ်မလို့ပြောရင်လည်းသူကဖမ်းခံရနိုင်ထောင်ချနိုင်ဒီမှာဆိုအဲ့လိုမဖြစ်ဘူးအရင်တော့ကဒေါ်နယ်ထရန့်မိန်းမဒီဟိုဟာ modern လောက်ခဲ့တယ် modern လောက်ခဲ့တော့ဘလို့ကျွန်တော်ပြောလို့ရတယ်ဒါ freedom of speech ဘာဖြစ်လို့ဆိုတကယ်လည်းဖြစ်ခဲ့တာဒါ true တကယ်ဖြစ်ခဲ့တာပေါ့နော်ဆိုတော့တကယ်ဖြစ်ခဲ့တာကိုပြောလို့ရှိရင်သူပြောလို့ရတယ်ဒါပေမဲ့တရားစွဲဘက်ကလည်းတရားစွဲလို့ရတယ်သူတကယ်ဖြစ်ခဲ့တာမှန်တယ်ဒါပေမဲ့တရားစွဲလို့ရတယ်ဒါပေမဲ့ကျွန်တော်ဘာမှမဖြစ်ဘူးသူ modern ဖြစ်ခဲ့တဲ့အပေါ်မှာကျွန်တော်ပြောပြတဲ့အပေါ်မှာတရားစွဲလို့ရတယ်ဒါပေမဲ့နောက်အဲ့လိုမပြောပါနဲ့ဆိုပြီးတော့ပဲတားပိုင်ခွင့်ရှိတယ်ဘယ်လိုမျိုးကျွန်တော်ဟိုပိုင်လို့ခေါ်တဲ့ဒဏ်ကြေးတို့နောက်ပြီးတော့ထောင်ချလို့မရနိုင်ပါဘူးခင်ဗျ။ဘာဖြစ်လို့ကျွန်တော်ကသူ့ရဲ့မှန်ကန်တဲ့သတင်းအချက်လက်ပေါ်မှာကျွန်တော်အခြေခံပြီးပြောတာဖြစ်တဲ့အတွက်ကြောင့်တကယ်လို့ကျွန်တော်တရားစွဲခဲ့မယ်ဆိုရင်တော့တရားရုံးကနေပြီးတော့ court order ပေါ့နော် court order ကနေပြီးတော့တရားရုံးကနေပြီးတော့ဟေးမင်းနောက်မပြောနဲ့အဲ့အချက်ပဲသူကပြောလို့ရတယ်ကျွန်တော်ဘာမှပြောလို့မရဘူးကျွန်တော်ဟိုဒဏ်ကြေးလည်းခတ်လို့မရဘူးနောက်ပြီးတော့ထောင်ထဲကိုလည်းပို့လို့မရဘူးမှန်ကန်တဲ့အချက်လက်ပေါ်အခြေခံပြီးတော့ပြောတာကိုပြောလို့မရဘူးပေါ့နော်နောက်တစ်ခုကကြတော့ဒီ online မှာဒီလိုပြောတာကြီးကြတော့ defamation ပေါ့နော် defamation ဆိုတာအဓိပ္ပာယ်ဘာလဲလူတယောက်ရဲ့ reputation လူတယောက်ရဲ့ဒီဂုဏ်သိက္ခာကိုသူကကြာဆင်းအောင်လုပ်တာ online မှာလူတယောက်ရဲ့ဂုဏ်သိက္ခာကြာဆင်းအောင်လုပ်တာမှာနှစ်မျိုးရှိတယ်အဲ့နှစ်မျိုးကဘာလဲဆိုတော့သူကပထမတစ်မျိုး slander ပေါ့နော် slander ဆိုတာဘာလဲဆိုတော့သူကဒီပါဇက်နဲ့ပြောတာဥပမာကျွန်တော်အခုဗီဒီယိုလုပ်ပြီးပြောနေတယ်ပါဇက်နဲ့ပြောတာဥပမာမဟုတ်ဘဲနဲ့မဟုတ်ကပေါ့နော်လူတယောက်ကိုအရှက်ရစေအောင်ကျွန်တော်က cyber bully လုပ်တယ်အရှက်ခွဲတယ်ပေါ့နော်အဲ့ဒါကို slander လို့ခေါ်တယ်နောက်တစ်ခုကကျတော့ libel ဆိုတာကကျတော့ဘာလဲဆိုတော့သူကရေးတာဥပမာ Facebook တို့ TikTok တို့မှာအဲ့လိုရေးပြီးတော့တင်တာပေါ့နော်စာရေးပြီးတော့ပန်ဆယ်လို့ကဘာဖြစ်တယ်သူသမီးကဘာဖြစ်တယ်အဲ့လိုရေးပြီးတော့တင်တာအဲ့ဒါကိုသူက libel လို့ခေါ်တယ်ဆိုတော့ဒါနှစ်မျိုးပေါ့နော်နှစ်မျိုးဆိုတော့အဲ့နှစ်မျိုးမှာဟို slander လည်းပြောလို့ရတယ် libel လည်းပြောလို့ရတယ်ဒါပေမဲ့မှန်ကန်တဲ့အချက်လက်ကိုပြောရမယ်မှန်ကန်တဲ့အချက်လက်ဆိုတာဗျသူဟုတ်နေတဲ့ဟုတ်မှန်တဲ့ကျွန်တော်စောပြောတော့ပေါ့ဟုတ်မှန်တဲ့အချက်လက်ကိုပြောလို့ရှိရင်ဘာမှမဖြစ်ဘူးတရားစွဲလို့မရဘူးစွဲခဲ့ရင်တော့မှပဲဘာမှလုပ်လို့မရဘူးဘာဖြစ်လို့ဆိုတော့ဟုတ်မှန်တဲ့အချက်လက်ပေါ်မှာအခြေခံပြီးတော့ပြောတာဖြစ်တဲ့အတွက်ကြောင့်သူကဘာမှလုပ်လို့မရဘူးပေါ့နော်ဥပမာဘယ်လိုပြောမလဲ she's a thief သူကတခုမှအဲ့လိုဆွဲလိုက်တယ်ဟိုကမဟုတ်ဘူးဆိုလို့ရှိရင်ဟိုကတက်တဲ့နဲ့မဟုတ်ဘူးဘာညာပြနိုင်တယ်ဆိုတာပြဿနာရှိတယ်တရားစွဲလို့ရတာပေါ့နော်တကယ်လို့ကိုယ့်ဘက်ကဟုတ်ခဲ့တယ်ဆိုတော့သတင်းချက်လက်တွေနဲ့ပြနိုင်တယ်ဆိုလို့ရှိရင်တော့ဒါကို safe opinion လို့ခေါ်တယ်ပေါ့နော်ဒါပေမဲ့အခုလက်ရှိအချိန်မှာပန်ဆယ်လိုကတရားစွဲဖို့တင်ထားတဲ့စာရွက်အချက်အလက်တွေမှာပေါ့နော်
ဒီပြန်ကြည့်တဲ့ခါမှာသူတင်ထားတဲ့အချက်စာရွက်2ရွက်မှာပထမစာရွက်တစ်ရက်ကလည်းအပြည့်စုံမပါဘူးအောက်မှာဒုတိယစာရွက်ကလည်းနံပါတ်10ကိုရောက်သွားတယ်လက်မှတ်ထိုးတဲ့အောက်ဆုံးနေရာရောက်သွားတယ်ပေါ့ပြောမှဆိုကြားထဲမှာစာရွက် page တွေက10ရွက်လောက်ကပြောင်းနေ10ရွက်ကျော်လောက်10ရွက်နဲ့တစ်ခွက်ပေါ့နော်ပြောမှဆိုတော့ပထမစာမျက်နှာမှာလည်းဒီနည်းနည်းပဲပါတာကိုအောက်ပိုင်းကြည့်မပါဘူးသူဖြတ်ထားဆိုတော့ရှင်းနေမှာအမှုအပ်လိုက်တယ်ပေါ့နော်အဲ့အမှုကဘာအမှုဘလောက်ကြမယ်အဲ့ဒါတွေသူ agreement ပေါ့နော် agreement အဲ့ agreement ကိုသူကစာမျက်နှာ1ကနေ10ထိရှိတယ်မှာသူက10ကိုအပြည့်ပြတယ်လက်မှတ်ထိုးတဲ့အောက်မှာနောက်ပြီးတော့ပထမစာမျက်နှာကိုသူကအောက်ဆုံးနားထိမပြောက်ဖြတ်ထားတာရှိတယ်ဆိုတော့ကျန်တဲ့အပိုင်းတွေကပျောက်နေတယ်ပေါ့နော်ဆိုတော့ तू ဘလို့ပြောပြီးတော့တရားစွဲထားလဲဆိုတာကိုဘယ်သူမှအတိအကျမသိရသေးဘူးဒါမဲ့ကျွန်တော်တခုသုံးသက်တာပေါ့နော်ကျွန်တော်တခုသုံးသက်တာပေါ့ဒါကျွန်တော်သုံးသက်တာကျွန်တော်အမြင်ပေါ့နော်ဒီပန်ဆယ်လိုအခုလုံနေဟာရှိတယ်ပေါ့နော်ကျွန်တော်ဥပမာပြောမယ်ဆိုနံပါတ်1တစ်ချက်ကိုအရင်ဆုံးကျွန်တော်စဉ်းစားမယ်ဆိုလို့ရှိရင်ပန်ဆယ်လိုကအမေရိကန်ကိုပြောမယ်ဆိုနိုင်ငံရေးခုံလုံငွေနဲ့သူကရောက်လာနိုင်ငံရေးခုံလုံငွေနဲ့ရောက်လာတယ်ဆိုတော့နိုင်ငံရေးခုံလုံငွေဆိုတာ refuge ဆိုတာခိုးလုံတာဒုက္ခသည်လို့လည်းခေါ်တယ်ပေါ့နော်ဒုက္ခသည် asylum ပေါ့ asylum ခံလိုက်တာအဲ့ဒီအချိန်မှာ तू ကနိုင်ငံကနေပြီးတော့လာတဲ့အချိန်မှာသူ့မှာပတ်စံတွေဒေါ်လာတွေဒီလောက်အများကြီးပါလာလားမပါလာလားဆိုတော့ तू အသိဆုံးဖြစ်မှာပေါ့နော်ဒါပေမဲ့ကျွန်တော်ကြားသိရတဲ့လောက်တော့ तू ကမြန်မာပြည်မှာနေပြီးတော့သူ့ရဲ့ပိုင်ဆိုင်မှုတွေသူ့ရဲ့တိုက်ခန်းတွေအိမ်တွေကိုချိတ်ပိတ်ခံလိုက်ရဘယ်သူမှရောင်းလို့မရတော့ဘူးသူ့မှာကြံခဲ့တဲ့ဆွေမျိုးတွေကလည်းကိုရောင်းပေးမယ်ဆိုရင်ရောင်းလို့မရတော့အဲ့ဒါလုံးဝဆုံးရှုံးသွားပြီပေါ့နော်ဆိုတော့ချိတ်ပိတ်ခံလိုက်ရတဲ့ပုံမှာ तू အများကြီးဆုံးရှုံးနေတာသွားတယ် तू တောခုတ်ပြီးတော့ asylum နဲ့နေပြီးတော့ဒီ American ကိုasylum အနေနဲ့ဝင်ပြီးတော့ရောက်လာပေါ့နော် green card တွေပါရဒါပေမဲ့ဒီအချင်းတိုတိုလေးအတွင်းမှာ तू ပတ်စံနေဒီလောက်အများကြီးဘယ်ကရလာလဲတောခို့ပြီးတော့ American မလာခင်စာရွက်တင်တဲ့အချိန်မှာအဲ့မှာပဲ तू အလုပ်လုပ်ပတ်စံနေစုပြီးယူလာခဲ့တာလားဒါကြလို့ယူလာခဲ့မယ်ဆိုလို့ရှိရင်လည်း American နိုင်ငံထဲဝင်လို့ရှိရင်ဟိုဟာ$10,000ပေါ့နော်ဒေါ်လာ1000ထပ်ပိုတယ်ဆိုလို့ရှိရင် तू ဖော်ပြရတယ်မဖော်ပြပဲခိုးဝင်လာတော့ရတာပေါ့နော်ဒါပေမဲ့ဖော်ပြတယ်ငါဒေါ်လာ1000ထပ်ပိုပါတယ်ပေါ့နော်ဒါငါပိုင်ဆိုင်မှုပါဖော်ပြတယ်မဖော်ပြပဲလာရင်လည်းရတယ်ဘာမှတော့မဖြစ်ဘူးပေါ့နော်ဒါပေမဲ့တရားဝင်ဆိုရင်တော့ဖော်ပြရတယ်ဘာမှတော့မဖြစ်ဘူးဆိုတာသိသွားရင်တော့ဖြစ်မယ်ပေါ့နော်ဟိုဟာမသိဘူးဆိုရင်တော့ဘာမှမဖြစ်ဘူးပေါ့ဒါပေမဲ့များသောအားဖြင့်တော့ဘယ်သူမှမစစ်ကြပါဘူးအထူးသဖြင့်တော့သူကမေးတာပဲရှင်မင်း1000ပါလားမပါဘူးဆိုပြီးတော့ပြောလိုက်လဲသူကအိတ်တွေပါတွေဖွင့်ပြီးတော့အဲ့လိုစစ်တာမျိုးတွေပါတွေမရှိဘူးဆိုတော့ဘာမှတော့မဖြစ်ဘူးပေါ့နော်ဆိုတော့ तू အဲ့ထိုင်းကတော့တဲ့ကနေလာဒီ American လာကြတဲ့အဲ့ဒေါ်လာတွေကပါလာတာလားဆိုတော့ကျွန်တော်အတိအကျမသိဘူးနောက်တစ်ခုတော့ပန်ဆယ်လိုနောက်တစ်ခုလောက်တာထီရောင်းနေဗျာထီရောင်းနေဆိုတာ American နိုင်ငံမှာပြည်နယ်တိုင်းမှာဟိုဟာထီရှိတယ်ပေါ့နော်အစိုးရထီရှိတယ်သူတို့ပြည်နယ် state ထီရှိတယ်အစိုးရထီကတော့ဒီဟိုဟာ power ball တို့နောက်ပြီးတော့ဒီ mega million တို့အဲ့ဒါကတော့ main ပေါ့နော်အစိုးရထီပေါ့နော်တချို့ထီမရှိတဲ့ state တွေလည်းရှိတယ်ဒါပေမဲ့ထားပါတော့အစိုးရထီအဓိကတော့ power ball နဲ့ mega ပေါ့နော်အဲ့ဒါအပြင်ကိုသူကပြည်နယ်ထဲမှာသူတို့ရဲ့ထီရှိတယ်ဥပမာ the pit တို့ trouble twist တို့ကျွန်တော် Arizona မှာဆိုလို့ရှိရင်ပြောတာပေါ့နော်ဒါတခြား state မှာလည်းအဲ့လိုရှိတယ်ဒါပေမဲ့ Pennsylvania ကထီရောင်းတယ်ထီကိုလက်လီလက်ကရောင်းပိုင်ဝင်ရှိတယ်ဥပမာပေါ့ဗျာကျွန်တော်ထီလက်မှတ်ဝယ်ခြင်းနဲ့ဆိုရင်ကျွန်တော်ဒီ American မှာ gas station ပေါ့နော်ဒီစီဆိုင်တွေမှာထီလက်မှတ်ဆက်ရှိတယ်အဲ့ထီလက်မှတ်ဆက်ထဲမှာကျွန်တော်ဝင်ထိုးလို့ရသူတို့ကじゃ retailer ဆိုတော့သူတို့ကထီရောင်းပိုင်ဝင်ရှိတဲ့လူတွေအဲ့ gas station ကအဲ့ဒီ Arizona ရဲ့ထီလောက်တဲ့လူနဲ့သူတို့ကလက်မှတ် register တင်ပြီးတော့မှသူတို့ကဒီစက်ကိုဒီမှာထားမယ်ငါတို့ဒီမှာရောင်းမယ်ဆိုပြီးတော့သူက register လုပ်တာသူတို့ကဟိုပတ်စံ$600အောက်ဆိုလို့ရှိရင်သူတို့စီကထုတ်ပေးလို့လည်းရတယ်အဲ့လိုလုပ်ထားတာပေါ့နော် register လုပ်ထားတာဒါပေမဲ့ Pencil ကအဲ့လို register လုပ်ထားတာရှိလားမရှိလားဆိုတာကျွန်တော်အတိအကျမသိဘူးဒါပေမဲ့ရှိခဲ့တယ်ဆိုရင်တော့သူ Americanအဲ့စတိတ်အထဲကအပြင်ကနေပြီးတော့တခြားစတိတ်ကိုရောင်းပိုင်ဝင်မရှိဘူး။ဘာဖြစ်လို့အဲ့စတိတ်မှာ register လုပ်ထားတယ်ဆိုအဲ့စတိတ်မှာပဲရောင်းပိုင်ဝင်ရှိတယ်။ကျွန်တော်ပြောတဲ့သဘောပေါက်လားမသိဘူး။ American တနိုင်ငံလုံးမှာထီရှိတယ်။ Mega Million နဲ့ Power ပေါ့ဒါအကြီးမားဆုံးပေါ့နော်။အဲ့ထီနှစ်ခုကအဲ့ဒါကစတိတ်တိုင်းလို့မှရှိတယ်။မရှိတဲ့စတိတ်တွေလည်းရှိတယ်။ဒါပေမဲ့သူတို့ပြည်နယ်မှာနောက်ထပ်သူတို့ပြည်နယ်တီးတန့်လုပ်တဲ့ဟာထီတီးတန့်ရှိတယ်ပေါ့နော်ဥပမာကျွန်တော်တို့ Arizona မှာဆို the pig တို့ trouble trace တို့နောက်ပြီးတော့ဒီဟိုဟာခဲချစ်တဲ့ဟာလေးပေါ့နော် scratcher တို့အဲ့ဒါတွေအများကြီးရှိတယ်အဲ့ထီလက်မှတ်တွေကိုဒီစတိတ်မှာ register လုပ်ထားတဲ့လူကတခြားစတိတ်ကိုတွားပြီးရောင်းလို့မရဘူးတကယ်လို့အဲ့တခြားစတိတ်ကိုဒီစတိတ်မှာကျွန်တော်ကအလဲသွားတယ်ဗျာထီလက်မှတ်ထိုးလိုက်တယ်တကယ်လို့ကျွန်တော်ကဒီ state ကိုကျွန်တော် Arizona ပြန်လာတယ်ပြန်လာပြီးတော့ကျွန်တော်ထီလက်မှတ်ပေါက်တယ်ဆိုကျွန်တော်အဲ့ state ကိုတွားပြီးထုတ်မှရတယ်ကျွန်တော် state မှာထုတ်လို့မရဘူးဥပမာ power ball တို့ mega million တို့တောင်မှပဲဒါတနိုင်ငံလုံးမှာဒါတနိုင်ငံလုံးနီးပါးရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော် ice state ကထိုးလိုက်ရင်ဒီဘက် state မှာပေါက်တယ်ဆိုရင်ကျွန်တော်ဒီဘက် state မှာထုတ်လို့မရဘူး ice state ကိုတော့ထုတ်မှရတယ်ဆိုတော့ तू ကဘယ်လိုထိန်းချုပ်ထားလဲဆို ice state မှာဝယ်လို့ရှိရင် ice state မှာပဲဆိုတော့ပြောချင်တာ ice state မှာ register လုပ်ထားတဲ့ tea retailer ပေါ့နော်လက်လီလက်ကရောင်းတဲ့လူတွေကတခြား state ကိုရောင်းပိုင်ခွင့်မရှိဘူးဒါ American နိုင်ငံအတွင်းမှာတောင်နော်အဲ့ဒါကိုတကယ်လို့ Pencil က online မှာထီလက်မှတ်ဝယ်ဆိုဘလောက်ဆိုပြီးတစ်စောင်ရောင်းပြီးတော့ तू သွားထိုးပြီးတယ်ဆိုလို့ရှိရင်မြန်မာပြည်ကနေသူ့ကိုယုံကြည်ပြီးတော့လှမ်းထိုးတယ်ဆိုလို့ရှိရင်ဒါတရားမဝင်ဘူးတကယ်လို့သူ့မှာ retailer လက်မှတ်ရှိခဲ့တယ်ဆိုရင်တော့ဒါတရားမဝင်ဘူးဘာဖြစ်လို့ဆိုတော့
ကျွန်တော်ဆော့ဆော့ပြောသလိုဒီ American နိုင်ငံအတွင်းမှာအဲ့ပြည်နယ်ကနေတခြားပြည်နယ်ကိုသူရောင်းလို့မရဘူးဘာလို့ဆို retail ကအဲ့လိုဒီပြည်နယ်အတွင်းမှာပဲသူကခွင့်ပြုထားတာ retail ဆိုတော့အဲ့လိုဖြစ်တဲ့အပေါ်မှာ तू ကမြန်မာပြည်ကိုလှမ်းရောက်နေဆိုတာဒါလုံးဝတရားမဝင်ဘူး तू မှတရားဝင်လက်မှတ်ရှိခဲ့တဲ့ဆိုရင်တော့ तू တရားမဝင်ဘူးဒါတကယ်လို့တယောက်ကတိုင်ကြားတယ်တပ်တဲ့အထောက်ထားတိုင်ကြားတယ်ဆိုတော့ပြစ်မှုကအရန်ကြီးတယ်ဘာဖြစ်လို့ဒါလောင်ကစားကို तू တရားမဝင်လှုပ်လိုက်တဲ့ပုံ तू ကြိုးတရားမှုရှိတယ်ဒါလုံးဝပြစ်မှုကြီးတဲ့ပြစ်မှုဒါမထင်လို့ဟို test တွေပါလိန်တယ်လို့မျိုးပေါ့နော်တကယ်လို့အဲ့မြန်မာပြည်ကလူကထိုးခဲ့တယ်ရောနင်းထီလက်မှတ်ဓာတ်ပုံရိုက်ပြီးတော့ပို့လိုက်တယ်အဲ့နဲ့ပဲထွက်လို့ပေါက်သွားတယ်ဆိုပါအောင်အဲ့မြန်မာပြည်ကလူကဒီကိုလာထုတ်လို့မရဘူးပန်ဆယ်လိုပဲထုတ်လို့ရမှာပန်ဆယ်လိုကတော့ထုတ်ပြီးတော့ तू ကပြန်ပေးမယ် तू စကားတိုင်းပေးမယ်ဆိုတော့ပေးမယ်ပေါ့နော်မပေးဘူးဆိုလည်းမပေးဘူးဘယ်တက်နိုင်မှာပါဆိုတော့လက်မှတ်ကသူ့စီမှာရှိတာကို तू ထုတ်လိုက်ပြီဆိုကြတဲ့ဒါသူ့အပိုင်ဖြစ်သွားပြီလေအဲ့စာရွက်မှာပေါက်သွားလို့လက်မှတ်ထိုးပြီးတော့သူ့နာမည်နဲ့လက်မှတ်ထိုးလိုက်ပြီဆိုတော့ဒါသူ့အပိုင်ဖြစ်သွားပြီအဲ့စာရွက်ကဘသူမြန်မာပြည်ကပဲဝယ်ဟိုnet ပြည်ကကြားမင်းမဲ့စင်းဝယ်ထီအဲ့ထီပေါက်သွားဘယ်သူမှယူလို့မရဘူးသူ့လက်ထဲမှာရှိနေတဲ့အတွက်ကြောင့်အဲ့ဒါသူ့အပိုင်ဖြစ်သွားပြီအဲ့ထီကဆိုတော့ဒါလုံးဝတရားမဝင်ဘူးပေါ့နော်ဒါတစ်ချက်ပေါ့နော်နောက်တစ်ချက်ကကျွန်တော်စောစောပြောသလိုအဲ့ပတ်စံတွေသူအခုအမေရိကန်ရောက်လာတဲ့အချိန်တိုအတွင်းမှာအိမ်တွေဝယ်လိုက်တယ်ဆိုင်တွေ2ဆိုင်3ဆိုင်ဖွင့်လိုက်တယ်မြန်မာဆိုင်တွေအဲ့ပတ်စံတွေဘယ်ကရလာလဲဒါစဉ်းစားစရာတစ်ခုပေါ့နော်ကျွန်တော်တို့ဆွဆွဲတာမဟုတ်ဘူးနော်ကျွန်တော်တွေးတဲ့ကျွန်တော်ရဲ့အတွေးခေါ်ကိုကျွန်တော် sharing လုပ်တာကျွန်တော်တို့ဆွဆွဲတာမဟုတ်ဘူးကျွန်တော်စဉ်းစားတာကိုပြောပြတာအဲ့ပတ်စံတွေကဘယ်ကရောက်လာဘာဖြစ်ဆိုတော့ဒီလောက်ပတ်စံအများကြီးအမေရိကန်မှာဆိုင်တစ်ဆိုင်ဖွင့်ဖို့ဆိုတာဥမာမြန်မာဆိုင်ပဲဖြစ်ပါဆိုင်ဖွင့်ဆိုတာမလွယ်ဘူးလေနော်အများကြီးရင်းနှီးရတယ်ပြီးတော့ तू အိမ်ဝင်ဖို့ဆိုတာလည်းလွယ်ကူတဲ့ကိစ္စမဟုတ်ဘူး तू များများပတ်စံရှိရတော့ဟုတ်တယ်ဒါပေမဲ့ तू ချိတ်ပိုက်ခံလာရတယ်အများကြီးပဲဆုံးရှုံးရတယ်လည်းအများကြီးပဲပြောမယ်ဆိုလို့ရှိရင်ပေါ့နော်ဒါပေမဲ့အချိန်တိုအတွင်းမှာဒီလောက်ထိဖြစ်လာနိုင်ဆိုအဲ့ပတ်စံတွေကဘယ်ကရောက်လာတာလဲလူတွေသူ့ကိုဆွဆွဲသလိုမျိုး तू တကယ်မျိုးအဲ့လိုမျိုးဥမာဗျာ1000ရတယ်ဆိုရင်100လောက်ယူထားလိုက်ပြီးတော့900လောက်လှူလိုက်တယ်အဲ့လိုမျိုးလောက်ခဲ့တာလားဒါမှမဟုတ်သူပဲတကယ်အများကြီးစားရတာလားဆိုတာတော့ကျွန်တော်လည်းမသိဘူးဒါပေမဲ့ကျွန်တော်သိတာတခုကတော့ဘယ်နိုင်ငံရေးသမားမှထမင်းငက်ခံပြီးနိုင်ငံရေးမလုပ်ပန်ဆယ်လိုအကြောင်းပြောပြတဲ့အချက်တစ်ချက်ပေါ့နော်နောက်တစ်ချက်ကကြတော့ကျွန်တော်ဥက္ကမင်းမောင်အကြောင်းပေါ့ဥက္ကမင်းမောင်ထားလိုက်ပါသူကအချောက်ဆိုတာ main ကလေးတက်ပို့ဆိုရဲသူက busy ပြောနေတာအဲ့လိုမျိုးသူတို့နဲ့ရန်ဖြစ်ပြီဆိုပိုးတော်ဆိုးသေးတယ်သူက main ကလေးတက်ကိုပြောတတ်သေးတာဆိုတော့तू ကလည်းတော်တော်ပါဇက်တရမ်းတယ်ပြောတာလေ तू ပြောတဲ့ဟာတွေကတချို့ဟာတွေကဘောင်ထဲမှာရှိတယ်မှန်တယ်ဒါပေမဲ့တစ်ခါကျဒေါသထွက်လွတ်သွားတွေပါရှိတယ်ဒါပေမဲ့အခုကိစ္စမှာ तू ကပန်ဆယ်လိုကသူ့ကိုဘာနဲ့အတိအကျထားပြီးတော့တရားစွဲလဲဆိုတာကျွန်တော်အတိအကျမသိရဘူးဘာဖြစ်ဆိုတော့စာရွက်ကပန်ဆယ်လိုတင်ထားတဲ့စာရွက်က2ရက်မှာကျန်တဲ့အချက်လက်တွေအများကြီးပြောင်းနေတဲ့ပုံကမသိရဘူးဒါပေမဲ့ကျွန်တော်ပြောချင်တာဘယ်လောက်ပဲ तू ပြောထားထောင်ကျနိုင်တဲ့အထီတော့မဖြစ်နိုင်ဘူးတကယ်လို့ call order ပေးရင်တော့သူ့ရဲ့ Facebook account ကိုမသုံးရဘူးဥပမာ3လဆို3လတစ်နှစ်ဆိုတစ်နှစ်6လဆို6လအဲ့လိုမသုံးအောင်ဆိုပြီးတော့ပိတ်လိုက်မယ်နောက်ပြီးတော့နောက်အဲ့လိုမတင်ပါနဲ့ဆိုပြီးတော့တတိပေးမယ်တကယ်လို့အဆိုးဆုံးသူfine ပေးရမယ်ရော်ကြေးပေးရမယ်ပေါ့နော်reputation ဂုဏ်သိက္ခာကျဆင်းသွားတယ်ဂုဏ်သိက္ခာကျဆင်းတဲ့ပုံမှာသူစိတ်ဓာတ်တွေကျသွားမယ်ဘာညာတာရကာပေါ့ဗျာအဲ့ဒီအတွက်နင့်နာကြေးပေးရမယ်အဲ့လောက်ပါပဲနောက်ပြီးတော့တကယ်လို့ဥမာတကယ်လို့ပြောပြရနော်အဲ့မှာ Facebook မှာကျွန်တော်တွေ့လို့တကယ်လို့သူထောင်ကျခဲ့ရင်ရောထောင်ထဲမှာခံရနိုင်လားဆိုတဲ့ဟာပေါ့နော်ပြောချင်တာအမေရိကန်နိုင်ငံမှာမဒိန်းမှုဆိုတာမြန်မာပြည်မှာတော့မရှိဘူးခင်ဗျဘာဖြစ်လို့မြန်မာပြည်မှာတော့မရှိဘူးလဲဆိုတော့ तू ကဒီမှာအရန်ပေါ်တယ်လေဒီမှာအဲ့လိုတယောက်နဲ့တယောက် hang out လုပ်တာတော့ one night stand လုပ်တာတော့အဲ့လိုအရန်ပေါ်တယ်ဥမာမိမတယောက်နဲ့အိတ်ချင်တယ်ဆိုလို့ရှိရင်လည်းအရန်ဒီလိုလွယ်ကူတယ်ဒါပေမဲ့စကားပြောတတ်ဖို့လို့ပေါ့နော်အင်္ဂလိပ်စကားကျွမ်းကျင်အောင်ပြောတတ်ရမယ်နဲဘာအဲ့လိုမိမအကြိုက်ဘာညာတိတက်တဲ့လူမျိုးဆိုလို့ရှိရင်ဥမာဘားတွေသွားတာတို့ဘားတွေမှာသွားတောက်တာတို့ဆိုhey can I buy you drink ဘာညာတာတကာဆိုပြီးတော့ခေါ်အိတ်လို့ရတဲ့အနေအထားမှာရှိဆိုတော့ဒီနိုင်ငံမှာအဲ့လိုမဒိန်းကျင့်တယ်ဆိုတာအရန်နဲတယ်ပေါ့နော်နဲပြီးတော့ဒီနိုင်ငံမှာအဲ့လိုမဒိန်းကျင့်တာလုံးဝကွပ်မျက်ထားတယ်ထောင်ထဲမှာလည်းအဲ့လိုပဲထောင်ထဲကိုအချောက်တယောက်ဝင်သွားရင်တော့အဲ့အချောက်ကစိတ်မပါဘဲနဲ့ဘယ်သူမှထိပိုင်ဝင်မရှိဘူးသူကထောင်ထဲမှာဘယ်လိုခွဲထားလဲဆိုတော့ minimum security medium security maximum security super max ဆိုပြီးတော့ခွဲထားတယ်ဆိုတော့ minimum security ကလူတွေကကြတော့အပြင်ထွက်ပြီးတော့အလုပ်လုပ်လို့ရတယ်ထောင်အပြင်မှာထွက်ပြီးတော့ထောင်သားတွေအလုပ်လုပ်တာပေါ့နော်ဥပမာလမ်းမေးမှာတန်ရှင်းလို့ဘာညာတာတကာပေါ့ဗျာသူတို့လာစားနည်းနည်းပဲပေးပြီးတော့ဒါ medium security ကြတော့သူတို့ကလည်းအပြင်တော့ထွက်လို့မရဘူးဒါပေမဲ့ဒီ class အပေါ်မှာလည်းမူတည်တယ်ဒီလူကဘယ်နှစ်ထောင်ကြတာလဲတကြွန်းထောင်ကြတာလား10နှစ်ကြတာလားအဲ့လိုမျိုးအပေါ်မူတည်ပြီးတော့သူက level နဲ့ထားသွားတာတကယ်လို့တကြွန်းထောင်ကြတဲ့လူတွေအဲ့ maximum security နဲ့ super max ကိုရောက်သွားပြီဆိုရင်တော့ဒါမဒိန်းချင်းခံရနိုင်တယ်ဘာဖြစ်လို့ဆိုတော့သူကအဲ့မှာသူကထောင်တကျွန်းကျသွားတဲ့လူတွေကမိမမမြင်ရတော့ဘူးလေဘယ်တော့မှသူတို့နဲ့မိမတွေ့ရဖို့ဆိုတာလည်းဘယ်လို့မှမဖြစ်နိုင်တော့ဘူးပေါ့နော်ဆိုတော့အဲ့ maximum security နဲ့ super max မှာဆိုရင်တော့ဒါသူမဒိန်းချင်းခံရနိုင်တဲ့အခြေအနေရှိတယ်ဘာဖြစ်လို့ဆိုတော့သူတို့ကအဲ့မှာရှိတဲ့လူတွေတော်တော်များများအနည်းဆုံးအနှစ်25နှစ်လူသက်မှုဆိုရင်25နှစ်ပေါ့နော်ပြီးတော့ဒီထောင်တကျွန်းကျတဲ့လူဘယ်တော့မှပြန်မလို့သူတို့တွေကကြတော့သူတို့အပြစ်မှုထပ်ပြီးကျူးလွန်လို့ရှိရင်လည်းအဲ့လောက်ထိမကြီးတော့ဘူးလေအမှုကဆိုတော့ဥမာထောင်တကျွန်းကြနေပြန်မလွတ်တော့ဘူးဆိုသူလူတယောက်တက်လိုက်လဲသူပြန်လွတ်မှာမဟုတ်တော့ထောင်ထဲမှာနောက်လူတယောက်သူတက်လိုက်လဲသူပြန်လွတ်မှာမဟုတ်တော့တကယ်လို့အဲ့လိုလူတွေထောင်ထဲမှာတက်နေမယ်ဆိုလို့ရှိရင်တခြားစတိုက်တွေမှာတေတံအမိန့်ရှိရပေါ့နော်အဲ့လိုဆိုရင်တော့သူတို့တေတံချလိုက်တယ်ပေါ့နော်ဒါပေမဲ့တေတံမရှိတဲ့
state တွေကြတော့သူထောင်မဲထက်ကြတာပေါ့နော်ဘာလို့သူတသက်တကြုံးမှာတသက်တကြုံးမဲ့လေသူအဲ့လိုပဲဆိုတော့အဲ့လိုနေရာတွေရောက်သွားတယ်ဆိုတော့မတိန်ချင်းခံရနိုင်တယ်ပေါ့နော်နိုင်တယ်ဆိုတာကျွန်တော်ပြောပြဒါပေမဲ့အဲ့လိုမျိုးလုပ်တယ်ဆိုတာအရင်ရှားတယ်ဒါပေမဲ့ဒီအမှုမှာဒီလောက်အမှုလေးနဲ့ကျွန်တော်ထင်တော့သူအောက်ကမြောင်ထောင်လည်းမကြနိုင်တကယ်လို့နည်းနည်းလေးဒီကြားခဲ့မယ်ဆိုရင်တော့မှပဲဒါထောင်အောင်ရောက်မှာမဟုတ်ဘူးဂျေးထဲမှာပဲသူကတရက်နှစ်ရက်အိပ်ပြီးတော့ပြန်လွတ်ရင်လွတ်လိုက်မှာဒါဘာမှမဟုတ်တဲ့ကိစ္စပါတကယ်တော့ကြာဘာမှမဟုတ်ဘူးအများဆုံးထိခိုက်ခဲ့တယ်ဆိုရင်တော့သူရော်ကြီးတောင်းမယ်ဒီကုံတိတ်ကောင်ထိခိုက်ပြီးတော့အရှက်ရစေတယ်ပေါ့နော် public မှာ social media အရှက်ရစေတယ်သူစိတ်သက်ကြတယ်ပေါ့နော်အဲ့ဒါရော်ကြီးပေးရမယ်အဲ့လောက်ပဲအဲ့ထက်ပိုခဲ့ရင်တော့မှဂျေးထဲမှာအချုပ်ထဲမှာတညနှစ်ညအိပ်ပြီးပြန်လွတ်မှာပဲပြီးရင်နောက်ထပ်မတင်နဲ့နောက်ပြီးတော့မင်းရဲ့ Facebook account ကိုဘယ်နှလမသုံးရဘူးဘန်လိုက်မယ်ဒါတွေပဲကျွန်တော်တော့ဘာမှမရှိဘူးဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာကျွန်တော်ပန်ဆယ်လုံးမကောင်းကြောင်းလည်းပြောတာမဟုတ်ဘူးเนาะကျွန်တော်အမြင်ကိုသုံးသပ်ပြပြီးတော့အခုလက်ရှိဖြစ်နေတဲ့ဟာကိုကျွန်တော်သုံးသပ်ပြဥက္ကမင်းမောင်မကောင်းကြောင်းလည်းကျွန်တော်ပြောတာမဟုတ်ဘူးဒါကတော့အခုကြည့်နေတဲ့နားထောင်နေတဲ့သူတွေထင်သလိုပေါ့เนาะကိုယ်စိတ်ထဲမှာအုံနောက်နဲ့ကျွန်တော်ပြောတဲ့အချက်လက်တွေပေါ်စဉ်းစားပြီးတော့အသေးချာတွေးကြည့်လို့ရတယ်ပေါ့เนาะဒါပေမဲ့ကျွန်တော်အခုရှင်းပြတဲ့အပေါ်မှာဒီ American ဥပဒေအကြောင်းလေးနည်းနည်းနားလဲသွားတယ်ဆိုရင်ပဲကျွန်တော်ဂျင်းတတ်တယ်ပေါ့နော်ဆိုတော့ဘာပဲဖြစ်ဖြစ်အခုက Facebook ပေါ်မှာလူတွေကလည်းlike တွေ follower တွေလိုချင်ကြတယ်ဆိုတော့ဟုတ်မဟုတ်ရှောက်တင်ကြတယ်ဟာဖင်ခံရတော့မယ်ဟိုဟာဖြစ်တယ်ရှောက်တင်ကြတယ်ပေါ့နော်စတိတ်တွေတော်တော်များများဥပဒေချင်းကမတူဘူးပေါ့နော်ဒါပေမဲ့ very similar ဖြစ်တယ်ဆိုတော့ဒီ American မှာရှိတဲ့ဥပဒေအကြောင်းကိုလူတွေနည်းနည်းပါသိနားလည်အောင်ကျွန်တော်ဒီဗီဒီယိုနဲ့ရှင်းပြလိုက်တာဖြစ်ပါတယ်နောက်ထပ်ဘ ഹു တုတရစရာတွေဒီလိုအသိပညာရစရာတွေသိကျင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဒီ channel လေးကိုအောင်းလောင်းလေးနှိပ်ပေးဖို့ကျွန်တော်ပြောချင်ပါတယ်ဒါဆိုလို့ရှိရင်နောက်ဗီဒီယိုလေးမှာကျွန်တော်ပြန်တွေ့ရအောင်နော်တတား